ကျောင်းမှာနာမည်အကြီးဆုံးမိန်းကလေးအပိုင်းနဲ့ဟာသူမမောသေးလားမသိငါမနဲ့ဆက်သွားစားရမယ်ဟာโอเคခေတ်လေးစားမယ်စားလို့ကောင်းလိုက်တာကောင်းလိုက်တာဟိုကောင်လေးလောက်တာရှစ်တောင်းမတော့နေတနာစီရလေးဟဲ့သူ့မအစာမစားရလေဟာโอเคစားပြီးတော့ပြီဆိုတော့သူ့တော့နောက်မယ်ဟဲ့အကောင်လေးတော့နောက်မလို့နင်းပါမလားဘာတော့ပါဦးဒီကိုရဲ့အော်အေးအဲ့ဆိုပြီးငါပါတော့နောက်တော့မယ်ဟာဟေးကောင်လေးထမင်းစားလို့အဆင်ပြေရဲ့လားကောင်းရဲ့လားဟာသူကအနိုင်ရင်ကျင်နေနော်ဟိုကောင်လေးကိုအေးဟုတ်တယ်သူကြောင့်ပြောနေဟဲ့အေးပါဟဲ့ဒီကလေးဘေးလေးကရအောင်မသိဟုတ်တယ်ဘေးလေးကရအောင်သွားမယ်ဟေးကောင်မလေး你စင်ပေါ်မှာ你ကဘယ်ရီကတော့စင်ပေါ်မှာကပြစမ်းဟုတ်ညဆန်းလိုက်ပါလိမ့်မယ်ခုပြောဘယ်ရီကပေးမဲ့လူကတော့ယူဖို့ပဲဖြစ်ပါတယ်အားလုံးကြည့်ကြပါဟာငါကဘာလို့ဘယ်ရီကမတော်လဲဆိုတော့ငါကဒီရပါလေဟာတမီကလေးပေါ်မှာလည်းပြန်နိုင်တယ်ရှင်ဟဲ့ငါ့ထတုံတိုးရနော်ဘယ်လောက်ထိလေ့ကျင့်ထားလဲမသိဘူးဟုတ်တယ်ယူခိုကလေ့ကျင့်တတ်မှာပေါ့နေဦးမသင်တန်းတွေပိုင်းမတက်တာဟာဆီယမအဲ့ဆိုရတမီဟိုပါသွားလို့ရပြီလားအော်အေးသွားတော့ဟုတ်ကဲ့โอเคအဲ့ဆိုသွားမယ်ဟိုကောင်လေးအနိုင်သွားကျင့်မယ်ဟာသွားမယ်ဟာတနားရှာလေးဟဲ့ကောင်မလေးရချိုးလဲသွားပါအဲ့နဲ့ငိုတော့ပေါ့ကောင်လေးကစိတ်ထားကောင်းတော့သူ့ကိုသွားခဲ့တာပေါ့လေးနောက်ရှိသွားတယ်ဟဲ့
သူ့ချိုလေးနေရပဲဟိတ်ကောင်မလေးအစင်ပြအမဲနေကမြဟိတ်ကောင်မလေးဟာလာထအေးဟဲ့နေငါဘလို့ကင်ရလဲကဲရှင်တလို့ကရဖို့အေးငါ့ကိုပေးလို့ကျေးဇူးပဲမလို့ပါလာပါ你那么多钱你外กูကိစ္စကိုလို့กู的กูညီပေးရသေးတယ်ဒါဆိုလေငါကိစ္စကိုငါလုပ်ဒီမော်လိုက်တာတော့ကြည့်လို့တော့မရဘူးတော့တော့ငါဘာဖိုးလေးတောင်းလိုက်အောင်哈哈，叫你阿姨婆讲呢，哈哈哈。哼哼，အဲ့ဒါနဲ့ညရောက်သွားပေါ့ဟဲငါကြည့်ရညမရောက်သွားပြီပဲဟာသူအိမ်နာစီဖို့အချိန်ရောက်ပြီပဲဟာဟာဟာအဲ့ဆိုငါပြန်တော့မယ်ဟဲ့ကောင်လေးငါပြန်ပြီတော့ပြန်ပေါ့ငါပါအမေငါတရားနဲ့ဖုန်းနဲ့ရိုက်ထားမယ်အေးရပြီရက်ထားနေပြီငါအိမ်တော်ရှိစေးဖို့အချိန်ရောက်ပြီသိပြရအောင်မယ်အစားဘိုင်